ကျမပြန်ပေးဆွဲခံရတဲ့နေ့ကကျမရဲ့ခင်ပွန်းကသူ့ရဲ့ချစ်သူအစ်စ်နဲ့ငွေနေပွဲကျင်းပနေတယ်။ပေးဆက်ငွေတောင်းဖို့ပြန်ပေးသမားကသူ့ကိုဖုန်းဆက်တဲ့အခါသူကဖုန်းကိုချက်ချင်းချပစ်လိုက်တယ်။အဲ့ဒီအချိန်မှာကျမကစမ်းတက်တဲ့ဇာပွဲပေါ်မှာတယောက်တည်းလဲလျောင်းနေခဲ့တယ်။ဖုန်းချခံလိုက်ရတဲ့ပြန်ပေးသမားကဒေါသထွက်ပြီးကျမကိုတပ်ပစ်ဖို့လုပ်တယ်။အလောင်းကိုအမိုက်ပုံထဲပစ်ထားခဲ့တာကိုဖျက်သွားတဲ့ဒေါ်ကြီးတယောက်ကရဲကိုအကြောင်းကြားခဲ့တယ်။ကျမခင်ပွန်းကအတော်ဆုံးမှုကင်းစရာဝင်ဖြစ်ပေမဲ့သူဘာမှမသိခဲ့ဘူး။အခုသူခွဲစိတ်နေတာကသူအမုန်းဆုံးအရာပဲ။ခွဲစိတ်စပွဲပေါ်မှာကျမအဝတ်စားမပါဘဲရှိနေတယ်။အတိအကျပြောရရင်ကျမရဲ့ခန္ဓာကိုယ်အစိတ်ပိုင်းတွေကိုစပွဲပေါ်မှာပြန်ကျဲထားတာပါ။ကျမပုံစံဖြစ်အောင်နိုင်ပြန်ဆက်ထားရတယ်။ဂူရန်ကနှာခေါင်းစည်းတက်ထားပေမဲ့သူမရဲ့တွန့်ချိုးနေတဲ့မျက်ခုံးတွေကိုကျမမြင်နေရတယ်။ဝန်ယူနဲ့မွေးနေ့ပွဲကျင်းပနေရင်အလုပ်ကိုအရေးတကြီးပြန်ခေါ်ခံရလို့အရန်ဒေါသထွက်နေမှာပဲတောင်းပန်ပါတယ်ကျမကြောင့်ခင်များကိုထပ်ပြီးဒုက္ခပေးမိပြန်ပြီးဂူရန်ဂရာဘာလက်အိတ်ဆွပြီးကျမရဲ့ရုပ်အလောင်းပိုင်းအစတွေကိုတစ်ခုချင်းစီပြန်ဆက်နေတယ်။ဒါပေမဲ့အပိုင်းအစတွေကအရန်သေးလွန်းတော့သူကိုယ်တိုင်တောင်စိတ်တူလာတယ်။ပါဇက်ကလည်းလူသက်သမားကတော့တကယ့်ကိုရက်ဆက်တာပဲဒီလောက်အများကြီးအပိုင်းပိုင်းခွဲထားရအောင်လို့တို့ပြောနေတယ်မပင်ပန်းဘူးလားလို့လည်းတွေးမိတယ်။သူကခေါင်းကုန်ပြီးကျမရဲ့ရုပ်အလောင်းပိုင်းအစတွေပေါ်ကဒဏ်ရာတွေကိုတေချာစစ်ဆေးတယ်။တစ်ဖက်ကမှတ်တမ်းတင်နေတဲ့လက်ထောက်ကိုလည်းအယိုးအသက်ရွယ်ရဆိုရင်လို့ပြောပြနေတယ်။သားကောင်ကဒီနှစ်မှအသက်30မပြည့်သေးဘူး။ပြီးတော့သူကမသေးခင်မှာလူမဆန်တဲ့ညှဉ်းပန်းနှိပ်စက်မှုတွေကိုခံခဲ့ရတယ်လို့ထပ်ဖြေပြောတယ်။အနည်းဆုံး10နာရီကြော်ကြာအောင်ပြီးတော့အဲ့ဒီအချိန်တစ်လျှောက်လုံးသူသတိရှိနေခဲ့တာ။ဂူရန်ရဲ့ခွဲချမ်းစိတ်ဖြာမှုကအရန်ကိုကြမ်းကျင်လွန်းနေသူပြောတဲ့အတိုင်းပါပဲ။အဲ့ဒီ10နာရီအတွင်းမှာကျမတကယ်ကိုခံစားခဲ့ရတာပါ။ဘာလို့လဲဆိုတော့ကျမအမြဲတမ်းစောင့်နေခဲ့လို့ပါ။နောက်တစ်စက္ကန့်မှာဂူရန်တကားဖွင့်ဝင်လာပြီးကျမကိုကဲထုတ်သွားလိမ့်မယ်လို့အမြဲမျှော်လင့်နေခဲ့တာ။သူအခက်ခဲတွေကြားကနေကျမကိုရှာတွေ့တဲ့အခါအလောင်းပဲတွေ့ရတော့မှမို့သူစိတ်ပြတ်သွားမှာကိုကျမကြောက်တယ်။ဒါကြောင့်ကျမမတည်ရဲပဲအသက်ကိုအောင်ပြီးတီးခံနေရတာပါ။ဒါပေမဲ့နောက်ဆုံးမှာတော့သူ့ကိုကျမမဆောင်နိုင်ခဲ့ပါဘူး။ဂူရန်ကကျမရဲ့အောက်ပိုင်းကအပိုင်းအစတွေကိုစစ်ဆေးနေတဲ့အချိန်မှာပဲသူ့မျက်နှာအမူအရာကရုတ်တရက်ပြောင်းလဲသွားတယ်။ကျမရင်ထဲမှာတင်းကျပ်သွားပြီးဒီလျှို့ဝှက်ချက်ကိုမဖုံးကွယ်နိုင်တော့ဘူးဆိုတာသိလိုက်ရတယ်။ဒါပေမဲ့ဂူရန်ရဲ့လေတံကတော့ professional ဆန်ဆန်ပဲဘာခံစားချက်မှမပါဘူး။တေဆုံးသူဟာမတေခင်ကအဓမ္မပြုကျင့်ခံခဲ့ရပြီးခန္ဓာကိုယ်ထဲမှာအရည်တွေကျန်နေခဲ့တယ်လို့ပဲပြောတယ်။ခဏနေရင်ဒနာစစ်ဆေးဖို့တခွဲခန်းကိုပို့လိုက်ပါ။ဘေးနာကလက်ထောက်မလေးကကြားတော့ခဏရက်သွားပြီးစိတ်မကောင်းစွာနဲ့ပြောတယ်။10နာရီကြာအောင်အဓမ္မပြုကျင့်ခံရတာအဲ့ဒီအချိန်တုန်းကဘလောက်တောင်စိတ်ပြတ်အားငယ်နေလိုက်မလဲ။ဂူရန်ကလည်းဒေါ်လာတကြီးနဲ့ဟုတ်တယ်လို့ထောက်ခံတယ်။ဒီလူရုပ်မာတွေကတကယ်ကိုလူမဆန်ဘူးဘလို့လုပ်ပြီးဒီလောက်တောင်ရက်ဆက်နိုင်ရတာလဲ။ဒါပေမဲ့ကျမကတော့အဲ့ဒါကိုကြားတော့ပိုပြီးရင်ထဲမကောင်းဖြစ်ရတယ်။အဲ့ဒီလူကကျမဆိုတာသူသားသိရင်ဒီလိုမျိုးပြောအောင်မလား။ကျမကြောင့်သူ့ဂုံတိတ်ခါကြတယ်လို့များတွေးမိမလား။ကိုယ့်ရဲ့ဇနီးတွေက10နာရီကြာဓမ္မပြုကျင့်ခံခဲ့ရတာလေ။ဒီလောက်တောင်ခံနိုင်ရရှိနေသေးတာလားတည်ပြီးအပြစ်ဖြေတင်ပြီးမဟုတ်လား။ဒါပေမဲ့ကျမတကယ်ပဲအသက်ရှင်ခြင်းနဲ့ဂူရန်အတွက်ပဲဖြစ်ပေါ့။သူဆက်ပြီးစစ်ဆေးနေတဲ့၍ကျမအသက်ရှင်နေတယ်ဆိုတဲ့လျှို့ဝှက်ချက်ကိုသူတေချာပေါက်တိသွားလိမ့်မယ်။ဂူရန်ကကျမရဲ့ဝမ်းပိုက်ကိုစစ်ဆေးနေတဲ့အချိန်မှာပဲကျမရဲ့နှလုံးခုန်တန်းတွေမြန်လာခဲ့တယ်။ဒီလျှို့ဝှက်ချက်ကိုသူတိသွားရင်သူဝမ်းသာမလားဒါမှမဟုတ်ဝမ်းနည်းမလားဆိုတာကျမတကယ်ကိုမခံမနိုင်ဘူး။ဒီအချိန်မှာဖုန်းညီလာတဲ့ဝန်ရူစီကဖြစ်တယ်။သူမကဂူရန်ဘာလို့အလုပ်မပြီးသေးတာလဲဘာလို့ပြန်မလာပြီးသူ့ကိုမဆောင်ရှောက်တာလဲလို့မေးတယ်။ဘေးနာကလက်ထောက်မလေးကကျမလို့ထင်ပြီးနောက်ပြောင်လိုက်တယ်။ဂူရန်ရဲ့ဇနီးကဖုန်းဆက်ပြီးအမြန်ပြန်လာဖို့တိုက်တွန်းနေပြီးထင်တယ်။ဂူရန်ကချက်ချင်းချင်းလိုက်တယ်သူ့အတန်ထဲမှာယွန်ရှာမှုတွေအပြည့်နဲ့သူဘယ်လိုလုပ်ဖြစ်နိုင်မှာလဲတဲ့သူကျမကိုဘယ်တော့မှမဆက်သွယ်တာအကောင်းဆုံးပဲကျမသူ့ကိုယွန်နဲ့လက်ထောက်မလေးမှစကားမမှန်းတည်သွားပြီးချက်ချင်းတောင်းပန်လိုက်တယ်ကူဆရာဝန်ဆရာနဲ့ဆရာဇနီးကိုတောင်းပန်ပါတယ်ကျမစကားမသွားလို့လားဂူရန်ကကျမရဲ့ရုပ်အလောင်းကိုပြင်ဆင်ရင်းအေးဆက်ဆက်နဲ့ပြောလိုက်တယ်မင်းမသိတာမင်းအပြစ်မဟုတ်ပါဘူးအဲ့ဒီမိန်းမယုတ်ကငါကဘာတဲကနေပျောက်ကွယ်သွားတာအကောင်းဆုံးပဲသူ့ကိုနောက်တစ်ခါဘယ်တော့မှမမြင်ချင်တော့ဘူးအခုဒီစင်ပေါ်မှာလဲရောက်နေရမယ့်သူကသူဖြစ်နေရင်ကောင်းပါပဲလို့ဆုတောင်းမိတယ်ငါရဲ့ကိုရန်ရေမင်းကဒီလောက်တောင်ထက်မြက်တာကိုမင်းမသိလိုက်တာကတော့ဒီစင်ပေါ်မှာလဲလျောင်းနေတာကငါလေကိုရန်ရဲ့လက်ချောင်းတွေငါဝမ်းပိုက်ပေါ်ရောက်လာတဲ့အခါသူတိသွားခဲ့တယ်ငါပိုက်ထဲမှာနောက်ထပ်အသက်ငယ်ငယ်လေးတစ်ခုရှိနေတယ်ဆိုတာကိုပေါ့လူပုံတရံလေးတောင်မပြေဆုံးသေးတဲ့အရွယ်လေးပါကိုရန်နဲ့အိမ်တောင်သက်9နှစ်မှာနောက်ဆုံးတော့ငါတို့ရဲ့ကိုပိုင်ကလေးလေးရလာခဲ့ပြီကံကြမ္မာကလည်းတကယ်ကိုဆိုးရွားလွန်းပါတယ်ငါမွေးနေ့မှာဒီသတင်းကောင်းကိုသူ့ကိုပြောပြဖို့စီစဉ်ထားခဲ့တာပါကိုရန်ကလေးကဘာမှာငါရဲ့တူလေးတော်မိသားစုဝင်ပါပြီးတော့ငါအချစ်ဆုံးလူလည်းဖြစ်တယ်ကဘာပေါ်ကယောက်ျားတွေအားလုံးဖောက်ပြန်ရင်တောင်သူတော့ဖောက်ပြန်မှာမဟုတ်ဘူးလို့ငါယုံကြည်ထားခဲ့တာသူဝင်ယူနဲ့အတူရှိနေတာကငါဘိုက်ကကလေးမရနိုင်လို့ပဲဖြစ်ရမယ်ဒီအကြောင်းပြချက်ကလွဲရင်တခြားဘာကူမှငါမယုံဘူးဂူရန်ကထိုးအသက်ငယ်ငယ်လေးကိုတတိကြီးစွာဖြင့်ထုတ်ယူပြီးလက်ထောက်ထံသို့ပေးလိုက်သည်သူမကိုစစ်ဆေးရေးဌာနသို့အတူတူသွားပို့ခိုင်းလိုက်သည်မကြခင်မှာပဲသူဖခင်တယောက်ဖြစ်လာတော့မယ်ဆိုတာသူသိသွားလိမ့်မယ်ဒါပေမဲ့ကျမပါဇက်ကနေပြောပြတာတော့ဖြစ်မှာမဟုတ်ဘူးကိစ္စမရှိပါဘူးဘလို့ပဲဖြစ်သူနောက်ထပ်ကလေးရအောင်မှာပဲလေဝန်ယူလဲကိုဝင်ရှိနေပြီလို့ကြားတယ်အဲ့ဒီကလေးကကျမရဲ့ဒီကလေးနဲ့အရွယ်တူလောက်ပဲရှိမှာပါဖုန်းကထက်မြီလာပြန်တဲ့စိတ်ထဲကဒေါသကိုထိန်းချုပ်လိုက်ရင်သူမအလုံးလုံးနေချိန်မှာအနှောက်ယှက်ပေးတာကိုအမုန်းဆုံးဆိုတာကျမသိတယ်ဖုန်းတစ်ဖက်မှာတော့ကျမရဲ့တငယ်ချင်းကောင်းတူရောင်ဖြစ်နေတယ်ကျမအလုံးမသွားတာရဲ့အတော်ကြာပြီးသူမနဲ့လည်းအဆက်အသွယ်မလုပ်ဖြစ်ဘူးသူမကျမကိုရှာမတွေ့လို့စိုးရိမ်နေတာသိချတယ်ဂူရန်တဲ့စိတ်မရှိစွာနဲ့ပြောတာကိုကြားလိုက်ရတယ်။နန်နန်ဟုတ်တယ်သူကကျွန်တော်ဇနီးပဲ။သူမအလုပ်မသွားတာနဲ့ကျွန်တော်နဲ့ဘာဆိုင်လို့လဲ။လူကြီးဖြစ်နေပြီကိုနေတိုင်းလူကြီးလုပ်ပြီးစောင့်ကြည့်နေရအောင်မလား။မာခဏရက်ပြီးမှထပ်ပြောတယ်ကိုဝင်ရှိနေတာလား။မဖြစ်နိုင်ပါဘူးသူမကအဲ့ဒီလိုဖြစ်ပြီးသွားပြီမဟုတ်လား။သိပါပြီအချိန်ရရင်သွားလိုက်ပါမယ်။တောင်းပန်ပါတယ်ဒူရောင်မင်းကိုပဲထပ်ပြီးအလုပ်ရှုပ်စေမိပြန်ပြီ။
ကျွန်တော်လုပ်ဖို့ကိုင်ဘက်ကကူရန်ကိုဖုန်းဆက်လိုက်မယ်လို့လုံးဝမထင်ထားခဲ့မိဘူးဒါပေမဲ့လည်းမဆန်းပါဘူးဒီလောကမှာကျွန်တော်မှတခြားဆွေမျိုးသားချင်းလည်းမရှိတော့ပါဘူးကူရန်တညလုံးအလုပ်ရှုပ်နေတာကိုကြည့်ပြီးကျွန်တော်စိတ်ထဲမှာအပြစ်ရှိတယ်လို့ခံစားနေရတယ်ဒါပေမဲ့သူ့ကိုလည်းအပြစ်တင်လို့မရပါဘူးဘာပဲဖြစ်ဖြစ်လူသက်သမားကအလောင်းကိုအပိုင်းပိုင်းခုတ်တဲ့အခါလက်စွမ်းမပြောင်မြောက်တဲ့အပြင်အဲ့ဒီရက်တွေကမိုးရွာနေတော့အလောင်းပိုင်းအစတော်တော်များများကိုရှာမတွေ့တော့ဘူးပြီးတော့ကျွန်တော်ခေါင်းနဲ့ကိုကိုလည်းခွဲထားလိုက်သေးတယ်ကူရန်တောင်မှခွဲခြားသိဖို့ခက်ခဲမှာပါမကြခင်မှာပဲစိတ်မရှိတော့တဲ့ဝန်ယူကရဲစခန်းကိုကူရန်စီလာရှာတဲ့ပြောရရင်ဒါကဒီအမျိုးသမီးကိုကျွန်တော်ပထမဆုံးအကြိမ်မြင်ဖူးတာဖြစ်ပေမဲ့တခုခုတော့ထူးဆန်းနေတယ်အရန်ကိုရင်းနှီးနေတယ်လို့ပဲစိတ်ထားတယ်ကူရန်အလုပ်ပြီးလို့ပြင်ထွက်လာတဲ့အချိန်မှာပဲသူ့ကိုလာရောက်အားပေးတဲ့ဝန်ယူနဲ့တိုးမိသွားတယ်ရဲစခန်းတွေကလူတွေကကို့အလုံးနဲ့ကို့အလုံးရှုံနေကြပြီးဘသူမှသူ့ကိုကြိုးစုံမနေကြဘူးဒါပေမဲ့လည်းဘသူမှသူ့ကိုမောင်းမထုတ်ကြဘူးကြိုတင်သဘောတူထားကြတယ်လို့မျိုးပဲတယောက်ပြီးတယောက်တိတ်ဆိတ်နေကြတယ်ဝန်ယူကလက်ထဲမှာအပူထိန်မှုကိုကင်ထားပြီးပြုံးရက်နဲ့ပြောတဲ့ကူရန်တညာလုံးအိမ်မပြန်ဘူးဆိုလို့ရှင်တောက်ဖို့ကြက်စွပ်ပြုတ်လာတဲ့အခုထိပူနေတော့ပဲသူမကတကယ်ကိုဂယုစိုက်တတ်တဲ့အနည်းဆုံးတော့အရင်ကကျမထက်အများကြီးပိုဂယုစိုက်တတ်တယ်ကျမလည်းကူရန်အတွက်ကြက်စွပ်ပြုတ်ပေးဖို့စူးစမ်းမှုပေမဲ့ဟင်းချက်လက်ရာကအရန်ညံ့တော့သူ့စီကအပြစ်တင်တာကိုအများကြီးခံခဲ့ရတယ်ကူရန်ရဲ့အတန်ကအရန်ကိုနူးညံ့နေတယ်သူဒီလိုလေးတန်မျိုးနဲ့စကားပြောတာကိုမကြားရတာကြာပြီသူကမေးတယ်မင်းဘယ်လိုလုပ်ရောက်လာတာလဲငါတို့စတွဲတုံးကအချိန်တွေကိုပြန်တွေးမိတယ်သူလည်းပဲငါ့ကိုဒီလိုမျိုးနူးညံ့တိမ်မွေ့စွာဆက်ဆံခဲ့ဘူးတဲ့ဒါပေမဲ့နောက်ပိုင်းမှာတော့သူကငါ့အပေါ်ပူပြီးအေးဆက်လာခဲ့တယ်အဲ့ဒီကျက်စွပ်ပြုတ်ကတကယ်ကိုမွေးနေတာပဲငါတောင်မြည်ကြည့်ချင်စိတ်ပေါက်လာတယ်တာမန်အားဖြင့်ငါသားယောက်ျားတစ်ယောက်ဆိုရင်ဝန်ယူလိုမျိုးစိတ်အားထက်သန်ပြီးရိုးသားပွင့်လင်းတဲ့သူကိုပိုသဘောကျမိမှာပဲကူရန်ကချစ်စနိုးနဲ့ပြောလိုက်တယ်ကိုဝင်ရှိနေတာမသိဘူးလားဒီအချိန်မှာလှဲလျောင်းပြီးအနားယူတင်တာပေါ့ဝန်ယူကရှက်ရွံ့စွာနဲ့ပြုံးလိုက်တယ်ကျမယောက်ျားတညလုံးပင်ပန်းထားတာလေကျဆုပ်ပြုတ်လေးပဲချက်တာပါမပင်ပန်းပါဘူးသူတို့နှစ်ယောက်ကတကယ်ကိုလိုက်ဖက်ညီလွန်းနေအဲ့ဒီအချိန်တုန်းကငါတေချင်းတရားဟာဖြစ်တင်ဖြစ်ထိုက်တဲ့အရာလို့တောင်ခံစားမိခဲ့တယ်ငါသာသူတို့နှစ်ယောက်ကြားကနှောင့်ယှက်ဖြစ်နေတာသူတို့ရဲ့ကဘာတဲကနေပါလို့စောစောစီးစီးမပြောက်ကွယ်သွားခဲ့မိတာလဲလို့ကိုပြစ်တင်မိတယ်ရဲစရာကောင်းတာကတော့ကျမအရင်ကကူရန်နဲ့ဝန်ယူတို့အတူရှိနေတာဟာပြောမပြနိုင်တဲ့အခက်အခဲတစ်ခုခုရှိလို့မိုင်းမဲထင်ခဲ့မိတယ်ကျမသာပြောက်ကွယ်သွားရင်ကူရန်ကဝန်ယူနဲ့အတူရှိနေမှာဆိုတော့အထီးကျန်တော့မှာမဟုတ်ဘူးဒီအချိန်မှာလက်ထောက်လေးကကျမစီကနေစုဆောင်းရရှိထားတဲ့အထောက်အထားတွေကိုစစ်ဆေးရေးဌာနကိုပို့လိုက်တယ်အပြင်ကိုထွက်လာတဲ့အချိန်မှာကျမကဝင်ရူကူရန်အတွက်ခတ်ပေးထားတဲ့စက်သားဟင်းရည်ကိုမတော်တဆပိတ်ဆင်သွားအောင်လုပ်မိလိုက်တဲ့လက်ထောက်လေးကတောင်းပန်တဲ့မျက်နှာနဲ့တကယ်တော့ပူလောင်သွားတာကသူမကိုယ်တိုင်ဖြစ်ပေမဲ့ဝင်ယူပူလောင်သွားသလားဆိုတာကိုအရင်ဆုံးစိုးရိမ်ပေးနေတယ်အဲ့ဒီအချိန်မှာပဲဝန်ယူရဲ့မျက်နှာပေါ်ကဒေါသကိုကျမမြင်လိုက်ရတယ်အထူးသဖြင့်သူမရဲ့ပြူးကျယ်နေတဲ့မျက်လုံးတွေကိုပေါ့ကျမအုံနောက်ထဲမှာဘုံဆိုတဲ့အတန်နဲ့အတူရုတ်တရက်တတိယသွားတဲ့ဒီအမူအရာဒီမိမကိုကျမမြင်ဖူးတယ်ကျမတေဆုံးချိန်တုန်းကအဲ့ဒီမှမိုက်နေတဲ့အခန်းထဲမှာကလထိုင်မှာအချီခံထားရပြီးသူတို့ရဲ့ညှဉ်းပန်းနှိပ်စက်မှုကိုခံနေရတော့ကတကားရုတ်တရက်ပွင့်လာပြီးအလင်းရောင်တစ်ခုထိုးဖောက်ဝင်ရောက်လာတယ်အဲ့ဒီမိမကအလင်းရောင်ကိုကြောပေးပြီးတကားဝမှာရက်နေတယ်ဥဆောင်သူပြန်ပေးသမားကမျိုးသေးစွာဖြင့်ကတ်သွားပြီးပြောလိုက်သည်အကိုကြီးကျွန်တော်တို့ညီကိုတွေအသားမစားရတာရဲ့အတော်ကြပြီတကယ်ကိုမထိန်နိုင်တော့လို့အဲ့ဒီမိမကအုပ်ထားတာတင်းကျပ်နေပေမဲ့သူကဝန်ယူဆိုတာကျွန်တော်သိတယ်သူမကအေးဆက်ဆက်ဖြစ်ပြောလိုက်ဒီကိစ္စမရှိပါဘူးမင်းတို့လောက်တာကောင်းပါတယ်ကိုခန္ဓာအညစ်အကြေးထိသွားရင်တရားမှာတော့ဂူရန်ကိုထပ်ပြီးကတ်တွယ်ဖို့မျက်နှာမရှိတော့ဘူးပြန်ပေးသမားကထပ်မေးသည်အကိုကြီးအခုဘယ်လိုလုပ်ကြမလဲဝန်ယူကပြောသည်သူ့ကိုပျောက်ကွယ်သွားအောင်လှုပ်ထားဝရပျောက်ကွယ်သွားပါစေဒါကကျမမသိခင်နောက်ဆုံးမြင်လိုက်ရတဲ့မြင်ကွင်းပါပဲလူသက်သမားကဂူရန်ဘေးနားမှာရှိနေလိမ့်မယ်လို့မထင်ထားခဲ့ဘူးဝန်ယူကဂူရန်ကိုတခုခုလုံးမလားလို့ကျမစိုးရိမ်မိတယ်ဒါပေမဲ့ပြန်တွေးကြည့်တော့ကိုအယူလိုခံစားရတယ်။ဝန်ယူကဂူရန်ကိုအရန်ချစ်တာကျမကိုတတ်ခဲ့တာမပေါ်ပေါက်တဲ့တော့ဂူရန်ကိုတေချာပေါက်ကောင်းကောင်းဆက်ဆံမှာပါ။ကျမပျောက်ကွယ်သွားတာကဂူရန်ရဲ့တသက်တာငြိမ်းချမ်းပျော်ရွှင်မှုကိုလဲလှယ်နိုင်မယ်ဆိုရင်ကျမမှာဘာများဆုံးရှုံးစရာရှိအောင်မလဲ။ထိုအချိန်တုန်းကကျမရဲ့ခေါင်းကိုဘယ်တော့မှမတွေ့ပါစေနဲ့လို့တောင်းဆုတောင်းမိခဲ့တယ်။တနင်္ရလက်တွေမထွက်လာပါစေနဲ့သူတို့လူသက်သမားကိုဘယ်တော့မှမရှာတွေ့ပါစေနဲ့လို့ဆုတောင်းမိတယ်။ပြီးတော့ကျမကလေးထဲမှာပျောက်ကွယ်သွားသလိုမျိုးပဲဖြစ်သွားခဲ့တယ်။ဝန်ယူထွက်သွားပြီးနောက်ဂူရန်ကဖိတ်ကြနေတဲ့ကျက်စွပ်ပြုတ်ပကံကိုကြည့်ပြီးပကံကိုချလိုက်တယ်။ဘာတွေတွေးနေမှန်းမသိပဲငြိမ်သက်စွာထိုင်နေခဲ့တယ်။ဒီအချိန်မှာဂူကျင်းကေရဲ့ဘူးလေးကကျမရဲ့ကြံရစ်ခဲ့တဲ့ပစ္စည်းတွေကိုတင်ဆင်းနေတယ်။လက်ကောက်တကွင်းကိုဂူရန်မြင်သွားတယ်။သူကတန်တရားဖြစ်စွာနဲ့ဒီလက်ကောက်ကဘဲကားရတာလဲလို့မေးလိုက်တယ်။ပြောရင်းနဲ့ဘဲဆက်ကူတစ်တာတွေကရှုပ်ပွားနေတဲ့ပစ္စည်းတွေကြားထဲကနေအဲ့ဒီလက်ကောက်ကိုကောက်ကင်လိုက်တယ်။လက်ကောက်ကတော့ sulfuric acid ပြင်းကြောင့်ပုံစံပျက်စီးနေပြီဖြစ်တယ်။ဂူရန်ကပုံမှန်အားဖြင့်ရင်ကျေးတိမ်မွေ့သူဖြစ်တာကြောင့်ရုတ်တရက်စိတ်လှုပ်ရှားသွားတာကိုဘူးလေးကအံ့အားသင့်သွားတယ်။သူဘယ်တော့မှဒီလိုမျိုးမလုပ်ခဲ့ဘူး။သူကအမြန်ပဲဟုတ်ကဲ့ပါဒေါက်တာကူဆရာတီလို့လားလို့ပြန်မေးလိုက်တယ်။တဲလွန်စလေးများပေးနိုင်မလား။ဒါပေမဲ့ဂူရန်ကလက်ကောက်ပေါ်မှာကော်စေးတစ်ခုကိုမြင်လိုက်ရပြီးနောက်လက်ကောက်ကိုပြန်ချလိုက်တယ်။သူပြုံးလိုက်ပြီးဘာမှမဟုတ်ပါဘူး။မျက်စိမှားသွားတာပါလို့ပြောလိုက်တယ်။တကယ်ပဲသူကဒါဟာကျမရဲ့လက်ကောက်ဆိုတာကိုမမှတ်မိလိုက်ဘူး။ကျမကောနဲ့ဓာတ်မတည့်ဘူး။သူကောင်းကောင်းသိပေမဲ့သူကတော့မသိရှာဘူးဓာတ်မတည့်ပေမဲ့လည်းကျမကတော့ဒါကိုချွတ်ပစ်ဖို့ဘယ်တော့မှမရက်ဆက်နိုင်ခဲ့ဘူးဒီလက်ကောက်ကကျမတို့စတွေ့တဲ့အချိန်တုန်းကသူပေးခဲ့တဲ့လက်ဆောင်ပါသူ့ရဲ့3လစာနဲ့ဝယ်ခဲ့ရတာပါအဲ့ဒီ3လလုံးသူကခောက်ဆွဲ6ပဲစားပြီးဖြတ်တန်းခဲ့ရတာပါဒီအကြောင်းကိုတွေးမိတော့ကျမရဲ့နှက်ခမ်းထောင်တွေကမတိစိတ်ကနေရရန်လာတယ်ဒါပေမဲ့အခုဆိုရင်10နှစ်လောက်တောင်ရှိနေပြီလေသူမမိတော့တာလဲတဘာဝကြပါတယ်ဂူရန်ကတခြားအရာတွေကိုတစ်ချက်ကြည့်လိုက်ပေမဲ့ဘာမှထူးခြားတာမတွေ့ခဲ့ဘူးအဲ့ဒီအရာတွေအားလုံးဒီလောကမှာကျမကြံရစ်ခဲ့တဲ့နောက်ဆုံးပစ္စည်းလေးတွေပါ
အဲ့ဒီထဲမှာမပြောဝင်သေးတဲ့စစ်စစ်ချက်စာရွက်တရွက်ပါတယ်အဲ့ဒါကျမရဲ့ကိုဝင်စစ်ဆေးချက်ပါနာမည်ရေးထားတဲ့နေရာကတော့ပျက်စီးသွားခဲ့ပြီအရင်တုန်းကဒီစာရွက်လေးကြောင့်ပဲကျမအသက်ရှင်ဖို့အရန်ကိုမျှော်လင့်ခဲ့တာပါဒါကကျမပိုက်ထဲကတက်ရှိလေးရဲ့တက်သေးပါပဲဂူရန်ထိုစာရွက်ကိုမြင်လိုက်ရချိန်တွင်မေရီကျက်မှာတနာကယူနာတက်သည့်အရေးအယောင်အနေငယ်ပြသခဲ့သည်အကယ်၍ဒါဟာငါပစ္စည်းဆိုတာသူမသိသွားခဲ့ရင်သူမလည်းဒီလိုမျိုးတနာတဲ့အကြည့်မျိုးနဲ့ကြည့်ပါမလားသူမကငါပစ္စည်းတွေကိုဘယ်တော့မှမထိကင်တတ်သူပါဟုတ်ပါတယ်ငါ့ကိုပါအပါဝင်ပေါ့ငါတို့လက်ထပ်ခဲ့တာ9နှစ်ရှိပြီအစပိုင်းမှာသူငါ့ကိုအရန်ကောင်းခဲ့တယ်အရန်လဲအလိုလိုက်ခဲ့တယ်ဒါပေမဲ့တတိယနှစ်ကစပြီးဂူရန်ပြောင်းလဲသွားတယ်ငါ့ကိုအမျိုးမျိုးဆက်ဆုပ်ယွန်ရှာလာတယ်ငါ့ကိုနောက်ထပ်ဘယ်တော့မှမထီတော့ဘူးအဲ့ဒီအချိန်မှာပဲဝင်ယူပေါ်လာခဲ့တာအစတုန်းကတော့ဂူရန်ကခဏတာပြောပါယုံတက်တက်ပဲလို့ငါထင်ခဲ့တာရက်အနေငယ်ကြာရင်ငါစီပြန်လာလိမ့်မယ်လို့ပေါ့ဒါပေမဲ့ဝင်ယူပေါ်လာပြီးကလေးကသူကဝင်ယူအပေါ်အမြဲတမ်းတသက်သေးပဲငါရောက်ခမတောင်ကဘိုက်ကကလေးမရနိုင်လို့ဆိုပြီးဂူရန်ကိုငါနဲ့ကွာရှင်းပြီးဝင်ယူကိုအိမ်အောင်ပြုဖို့တိုက်တွန်းနေခဲ့တာဂူရန်လဲငါနဲ့တိုင်ပင်ဖူးတဲ့သူကငါ့ကိုပဲချစ်သေးတယ်လို့ပြောခဲ့တယ်။ဝန်ယူနဲ့အတူနေတာကမျိုးဆက်ပြန့်ပွားဖို့အတွက်ပဲသူ့မှာပြောပြလို့မရတဲ့အခက်အခဲတွေရှိတယ်။ဒါပေမဲ့နောက်ွယ်မှာတော့သူကဝန်ယူကိုကျမနဲ့မဖြစ်မနေကွာရှင်းပေးမယ်လို့ကတိပေးထားတယ်။ဂူရန်ကလူယုံမှတယောက်မဟုတ်ပါဘူး။ဒါပေမဲ့သူပြောတဲ့စကားတွေကဘယ်စကားကအမှန်လဲဆိုတာကျမတကယ်မသိတော့ဘူး။ဘယ်စကားကအလိမ်လဲဆိုတာပေါ့မကြခင်မှာပဲနိုင်ရလက်ထွက်လာတယ်။လက်ထောက်ကအစီရင်ခံစာကိုယူလိုက်ပေမဲ့အစီရင်ခံစာပေါ်ကတည်ဆုံးသူရဲ့နာမည်ကလျံရွဲလို့ရေးထားတယ်။ဒါပေမဲ့ဒီအလောင်းကကျမလေးနဲ့ညံလေကျမဒီအလောင်းကိုကြည့်ရင်စိတ်တွေတောင်ဝေဝါးသွားတယ်ဒါကတကယ်ပဲကျမပါကျမကိုအလောင်းကိုတော့မမှတ်မိတော့ဘူးလားဒါပေမဲ့ရုပ်အလောင်းစစ်ဆေးချက်အစီရင်ခံစာပေါ်ကအဖြူရောင်စကူပေါ်ကအနက်ရောင်စာလုံးတွေကတော့အလောင်းပိုင်ရှင်ကလျံရွဲဖြစ်ကြောင်းထင်ထင်ရှားရှားရေးသားထားတယ်။ကူရန်ကတည်ဆုံးသူရဲ့နာမည်ကိုမြင်လိုက်တဲ့အခါတိတိတသားပဲကြောင်သွားတယ်။သူဘာတွေတွေးနေလဲဆိုတာကျမမသိဘူး။သူ့မျက်ခုံးတွေပိုပြီးတွန့်ချိုးသွားတာကိုပဲမြင်လိုက်ရတယ်။အမှုတာဝန်ခံမှုအဖွဲ့ခေါင်းဆောင်ကကူရန်ရဲ့ပခုံးကိုပုတ်လိုက်ပြီးသူတို့နှစ်ယောက်အချင်းချင်းကြည့်လိုက်ကြတယ်။ဘာမှမပြောခဲ့ပေမဲ့သူ့မျက်လုံးတွေထဲမှာတော့ကျမနားမလည်နိုင်တဲ့ခံစားချက်တွေအပြည့်ရှိနေတယ်။အဖွဲ့ခေါင်းဆောင်ကတရားဥပဒေဆိုင်ရာဆရာဝန်ကူရန်ဒီရဲ့ပိုင်းတွေမှာအချိန်ပိုတွေအများကြီးလှုပ်ထားရတာမို့အိမ်ပြန်ပြီးနားလိုက်ဖို့ပြောတယ်။ပြဿနာရှိရင်ကျမခင်များကိုထပ်ဆက်သွယ်ပါမယ်။သူ့ရဲ့လေတံကဂယုဆိုင်နေတယ်လို့နဲ့ကူရန်စိတ်လှုပ်ရှားပြီးထူးဆန်းတဲ့ပြုတ်မှုတွေလုံးမိမှာကိုပိုပြီးစိုးရိမ်နေပုံရတယ်။ကူရန်စီကနေအဖွဲ့ခေါင်းဆောင်မှုဆိုတဲ့နာမည်ကိုတခါမှမကြားဘူးခဲ့တာမှန်ပဲသူတို့နှစ်ယောက်ကလေးလောက်တောင်ရင်းနှီးနေကြတာပဲလို့ကျမခါးသီးစွာပြုံးလိုက်မိတယ်ဘလို့ပဲဖြစ်ဖြစ်ကူရန်ကဝန်ယူနဲ့အချိန်ပိုကုံဆုံးလေးရှိတာကိုကျမမကြားဘူးတာလဲတဘာဝကြပါတယ်ကျမကူရန်နောက်ကိုလိုက်ပြီးသူမနဲ့ဝန်ယူတို့ရဲ့အိမ်ကိုပြန်ရောက်လာခဲ့တယ်ဒီမှာရှိတဲ့အလှဆင်ပစ္စည်းတွေအားလုံးကကျမကြိုက်တဲ့ပုံစံတွေကြီးပဲပစ္စည်းတွေထားတဲ့နေရာတွေကစကျမတို့အရင်အိမ်နဲ့တစ်ထပ်တည်းတူနေတယ်ဝန်ယူကအိမ်မှာ TV ကြည့်နေပြီးအားကစားပေါင်းဗီတိုနဲ့ရိုးရှင်းတဲ့တီရှပ်ကိုဝတ်ထားတယ်သူမရဲ့ခန္ဓာကိုယ်ကလှပပြီးလက်ထဲမှာလည်းအာလူးကြော်ထုတ်တဝက်ကိုကင်ထားတယ်။အာလူးကြော်လားကျမမစားရတာကြပြီ။ကျမကခန္ဓာကိုယ်ပုံပြတ်သွားပြီးဂူရန်မကြိုက်မှာကိုကြောက်နေခဲ့တာလေ။ဒီလိုအစီများပြီးစားငံတဲ့မုန့်တွေကိုကျမဘယ်တော့မှမစားရဲခဲ့ဘူး။ပြီးတော့ဂူရန်ကသူအဝလွန်တဲ့အလောင်းတွေကိုအမုန်းဆုံးပဲလို့ပြောဘူးတယ်။ခန္ဓာကိုယ်တစ်ခုလုံးကအစီတွေနဲ့ပြည့်နေနေတာကမှုခင်းစေးပညာရှင်ရဲ့ဒီခံနိုင်စွမ်းကိုအထူးဆန်းတတ်တာပဲ။တာမန်အားဖြင့်ဆိုရင်ကျမလည်းဝန်ယူလိုမျိုးစရိုက်ကိုပိုသဘောကျမှာပါမီးလိုထက်တန်ပြီးတက်ကြွတယ်ကျမလိုတစ်နေ့လုံးမှိုင်းညွတ်နေတာမျိုးမဟုတ်ဘူးသူတို့နှစ်ယောက်ကမှတကယ်ကိုလိုက်ဖက်တဲ့ဆုံတွဲပဲဂူရန်ကဝန်ယူဤစပင်ကိုချစ်စနိုးဖြင့်ပုတ်တက်ပေးရင်းပြောလိုက်သည်ငါအိမ်မှာမရှိတဲ့ရက်အနေငယ်အတွင်းမှာမင်းပိုက်စာပြီးပိန်သွားတာပဲကြည့်ရတာကိုဂယုမဆိုင်ဘူးဆိုတာသိတာနေတာပဲဝန်ယူကစနောက်ပြီးပါဆက်ဟကာဂူရန်ဤနှုတ်ခမ်းကိုကိုက်လိုက်ပြီးပြောလိုက်သည်ဘဲဟုတ်မလဲဒီလောက်ကြီးတဲ့လူကပိုက်စာရင်ထမင်းစားရမှန်းမသိပဲနေမလားငါပိန်နာကမင်းကိုလွမ်းလို့ဖျားနာနေတာပြီးတော့သူ့ကိုတမင်စားနောက်ပြီးကိုရေကိုကြည့်ရတာအရန်စားကောင်းမဲ့ပုံပဲကျမကိုစားခွင့်ပေးပါလားဂူရန်ကရေမောရင်းဟုတ်လားဇနီးတွေကလူကိုစားရင်ဥပဒေနဲ့မညီဘူးလေလေးထုထဲတွင်သူတို့နှစ်ဦးဤချုံမြိန်သောရနံ့များဖြင့်ပြည့်နှက်နေတယ်ဝန်ယူကကိုကိုင်းညွတ်ပြီးကြိုက်တော့မလို့ဟန်ဆောင်လိုက်ရာဂူရန်ကရှောင်မသွားဘူးအဲ့ဒီအစားဝန်ယူရဲ့ခါကိုပုံမတင်းကျက်စွာဖက်တွယ်လိုက်ပြီးတက်ကြွစွာပင်တိုးကပ်သွားတယ်ဝန်ယူရဲ့နှုတ်ခမ်းကိုညင်သာစွာနမ်းလိုက်တော့ဂူရန်ကနန်းကိုပြင်လိုက်ချိန်မှာပဲဝန်ယူကရှောင်ထွက်သွားပြန်တယ်ရေမောရင်းပြောလိုက်တဲ့စိတ်ပြက်စရာကောင်းလိုက်တာအခွင့်ကောင်းယူပြီးငါ့ကိုအနိုင်ကျင့်ဖို့မစင်စားနဲ့ဒီလိုမျိုးချုံမြိန်နဲ့မြင်ကွင်းမျိုးကျွန်တော်နဲ့ဂူရန်ရဲ့အိမ်မှာဘယ်တော့မှမရှိခဲ့ဘူးဘေးလူတယောက်အနေနဲ့တောင်သူတို့ရဲ့အခြေရေးအတွက်အားပေးခြင်းစိတ်ပေါက်မိတယ်အရင်ကဂူရန်အိမ်ပြန်ရောက်တိုင်းအိပ်ရာပေါ်ပြစ်လဲပြီးအိပ်ပျော်သွားတာဒါမှမဟုတ်အလုပ်တွေနဲ့ပဲအလုပ်ရှုပ်နေတတ်တာကျွန်တော်ကတော့လေလိုမျိုးပဲအိမ်မှာသူလစ်လူရှုခံထားရတယ်တခါတလေသူနဲ့စကားပြောခြင်းပေမဲ့ပထမဆုံးစကားလုံးကိုစပြောလိုက်တာနဲ့သူ့ရဲ့အေးဆက်ဆက်အကြည့်တွေကိုပဲခံရတတ်တယ်သူကအာယုံဆိုင်နေချိန်မှာအနှောက်ယှက်ပေးတာကိုအမုန်းဆုံးပဲတာကြောင့်အိမ်မှာကျွန်တော်ကတဖြည်းဖြည်းနဲ့စကားမပြောတတ်သူတယောက်ဖြစ်လာခဲ့တယ်ဒီအချိန်မှာ